ကျွန်တော်အတွင်းခန်းထဲရပြီးတော့ကျွန်တော်ထဲရပြီးတော့အစီးတိုင်းပဲလိုက်ပါမယ်โอเคမှာဥပကံပြီးတော့ဒီဘက်ဥပကံစီးပြီးအောင်ကွာကျွန်တော်အပြင်လေးပြလိုက်ပါမယ်အဲဒီကွာထဲမှာလူလည်းမရှိကိုကွမဲကွာအေးမကျွန်တော်ကဗာကားပြီးရောစပုံးရမယ်စပုံးလို့မရဘူးလိမ့်မြဲတဲ့ရောက်အောက်ကစီမရမှာတော့ဒီကတွဲကားနဲ့အစီတန်လို့ねကားလေးစီးပဲရှိရပါစီးတက်လို့ရပါတယ်ဓာတ်စီကတော့ကျွန်တော်သိထားပါတယ်ကျွန်တော်ဟိုဘက်လည်းပဲဒီကားရီတို့တွားရီကြလမ်းမှာကျွန်တော်သွားလိုက်ပါမယ်ဆွမ်းနာလည်းရှောင်းမထွက်တော့ပါအဲဒီမှာပြဿနာတက်ဒီမှာပြဿနာတက်ရပဲကျွန်တော်ဗာရင်တော့အဆဆိုတာဒီတုံးတွေမတွေ့ဘူးကျွန်တော်နောက်ပိုင်းတတိထားလာမှဒီအတုံးတွေတွေ့ရဗာပစ္စည်းတွေရဲ့အတုံးကဲဒီကားသွားလဲမှာကျွန်တော်အက်ဆီဒန့်ဖြစ်မှာပါအက်ဆီဒန့်လဲဆိုရေထဲကိုပြုတ်ကျတော့ရင်အက်ဆီဒန့်ပါဟာဘယ်လိုအိုးဘာကောင်းလဲအေးမဖြစ်တာမဖြစ်ပဲသူကခရပိုင်ဖြစ်နေအေးဘာဖြစ်နေမှမသိဘူးကွာချိန်တည်းရောโอเคအောက်တော့ဆင်းနေပါပြီဟိုအကွင့်နိုင်ကြ break အုပ်ဖို့တော့လိုရတယ်မလီတော်သေးလို့ပေါ့ကွာအဲ့မှာတတိထားမယ်အဲ့မှာတတိထားမယ်โอเค break အဖြစ်လို့ဖြစ်နေမှမသိဘူးဘာလို့ break တွေအုပ်တယ် break ကအုပ်တယ်ကွာဆရာကြီးပဲကားမောလူကဆရာကြီးပဲဘယ်လိုလဲတော့မသိနေတော့ပါအော်โอเคအချိန်နေတော့ယူနေโอเคကြားရဲကွာမင်းကားမောရတယ်ကွာအဲ့လိုအချိန်နေရတာကွာမင်းရလေ200တော့မကြုံဘူးဘက်ကပါကြီးလေတောင်ကောကြီးထင်ကွာတောင်ကောကြီးနဲ့ငါအရှင်တိုက်လိုက်မယ်ကွာအချိန်တည်တဲ့ငါဖောင်းနဲ့ချက် ကိုထည့်မြင်ရမယ်ကွာအမရေကြီးနဲ့ကားကြီးဖြစ်မလေးဟာကြောက်စရာကြီးကွာအပြုတ်ကြမယ်ကြောက်မယ်ဘာဖြစ်နေရနှဝင်ဘူးနေရလားလို့နှဝင်ဘူးနေတဲ့အတိုင်းပဲကွာအမလေးပလီကဒီပစီကိုကွာစီ easy အေးပါကွာကျွန်တော်ဗာရေးတယ်တော့အောက်ကြဖို့လုပ်ပေမဲ့တွေးပြီးဆွဲပြီးခေါင်းပြုတ်သွားမင်းဆရာကြီးပဲကွာကာမ
squeeze အဲ့မှာဒီရောဒီနှလုံးကျုပ်ပြီးသေးရဲ့လေကွာတရားကြီးပဲအမှန်ဆိုအသက်ရှင်မသေးဘူးမလီမိုးသေးလို့ကွာမှာစစ်တပ်မှာဆက်မှာဒီလိုချင်းဒီဆင်းရောက်ကားကြီးကစစ်တပ်ကဒါဟိုမောင်းလာတယ်ဒိန်းပြရထရဲ့စီလောင်းစားစီကားရလင်ကွင်းမှာတူအောင်ပြည့်ကားဘာမှမဖြစ်ဘူးဟာခေါင်းကြီးပဲကြံခဲ့ဒါတော့စပိုင်းပဲဖြစ်သွားတယ်โอเคကျော်ဘာကနောက်တစ်စီးချီလေးပါလောက်စားဒီကားနေပုံတွေပေါ့ဒီလိန်နယ်ထဲမှာကားချီလေးပါရဲ့အဲ့မောင်းကြပါနဲ့ပြုတ်တယ်လို့ပြုတ်သွားဒီကတော့ဗာပစ္စည်းရွာနေဒီလောက်ပါပဲโอเคပါဒီတော့ expert ကတွေ့မလေးဖြစ်လိုက်တဲ့ဥစ္စာဖြစ်လိုက်သေးတယ်ကွာဇရာကြီးပဲဖြစ်လိုက်တဲ့ဥစ္စာဖြစ်သွားသေးတယ်ဒီလိန်ညာတော့အယောင်လေးအကုန်ပြောင်းလို့ရပါတယ်တို့ရဲ့ကားကလည်းလိုက်ပြောင်းပါတယ်โอเคဒီတူးမှထားလိုက်အကားရှိတာမရှိတာပဲမသိပဲနဲ့ရန်တမ်းပြီးပြောရှိမှာမဟုတ်ပါဘူးကွာရှိတယ်ဟာအေးပါကွာငါလည်းမသိဘူးအဲ့မှာပြဿနာတက်နေဘူးဒီကတော့တခြားကားတွေထမ်းပြန်ပါရဲ့မိုက်တယ်ဒီကားတရားကားတွေတဲ့လူတွေအကုန်လုံးဆက်ဟာမြင်ထွက်လာပြီကွာ embassy let's go biscopi အေးပါကွာဘာတွေပြောကုန်ပြီလဲမသိဘူးသေးပါပြီဗျာနောက်ဗီဒီယိုမှာပြန်တွေ့ပါရစေအားလုံးကျေးဇူးတင်ပါတယ် bye bye